မင်းကလေးတယောက်ဟာသူမရဲ့ဖခင်ဖြစ်သူကအဖိုးကြီးတယောက်နဲ့အတင်းအဓမ္မလက်ထပ်ခိုင်းတာကြောင့်အိမ်ကနေထွက်ပြေးလာခဲ့ပါတယ်လမ်းမှာတော့ကျောင်းကနာမည်ကြီးလူမိုက်တယောက်နဲ့ဆုံခဲ့ပါတယ်အဲ့ဒီလူကသူမဖခင်ရဲ့လက်ပါစီတွေကိုမောင်းထုတ်ပေးခဲ့တာပါမင်းကလေးကသူမစီမှာရှိတဲ့နောက်ဆုံးလက်ကျန်အကျွေးစီလေးတွေကိုထုတ်ပေးရင်ကျမကိုခဏလောက်စောင့်ရှောက်ပေးနိုင်မလားလို့မေးခဲ့ပါတယ်အဲ့ဒီလူက$20နဲ့တော့ငါမင်းကိုမကာကွယ်ပေးနိုင်ဘူးလို့ပြန်ပြောပြီးသူမကိုနမ်းခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာသူမကိုချစ်မိသွားပြီးသူတို့နှစ်ဦးဟာချစ်သူတွေဖြစ်ခဲ့ကြတယ်ဒါပေမဲ့မကြခင်မှာပဲထိုလူဟာအရန်ကိုအပိုင်ဆိုးလို့စိပြင်းထန်မှသူမသိခဲ့ရပါတယ်သူဟာတခြားဘယ်ယောက်ျားကိုမှသူမအနာမကတ်ခိုင်းတာကြောင့်သူမကြောက်လန့်တကြားနဲ့သူ့ကိုလှုပ်ပေးဖို့တောင်းပန်ခဲ့ရသူမလည်းသဘောတူခဲ့ပါတယ်6နှစ်အကြာမှာတော့သူမဟာကွယ်လွန်သူမိခင်ရဲ့အသုံးဆောင်ပစ္စည်းတွေကိုပြန်ယူဖို့အတွက်သူမရဲ့အဖေတူအမေခွဲညီမလီကိုစားတထေးကြီးတယောက်နဲ့အစားထိုးလက်ထပ်ခဲ့ရပါတယ်သူမရဲ့ညီမကတော့ထို့တထေးကြီးဟာရောက်ဆိုးပြီးစိတ်တိုတဲ့လို့ပြောထားပါတယ်မိန်းကလေးကတထေးကြီးရဲ့အခန်းထဲကိုစိုးရင်တကြီးနဲ့ဝင်သွားတဲ့အခါကြားလိုက်ရတဲ့အတန်းဟာဟိုလူမရဲ့အတန်းနဲ့အရန်တူနေပါတယ်ဒါပေမဲ့တထေးကြီးကမျက်နှာဖုံးစော်ထားပါတယ်သူအနားကလာတာကိုမြင်တော့သူမကရေအရင်ချိုးချင်တယ်လို့အကြောင်းပြပြီးရှားခဲ့ပါတယ်တကယ်တော့သူမမသိတာကအဲ့ဒီတထေးကြီးဟာဟိုလူမိုက်ပဲဖြစ်နေတာပါသူကအစေခံကိုခိုင်းပြီးသူမရဲ့နိုးနတ်ထဲမှာအိတ်စီခတ်ခိုင်းပါတယ်သူမအိတ်ကျော်သွားတဲ့အခါမှာသူမနားကိုလာပြီးနောက်ဆုံးတော့မင်းငါအနားကိုပြန်ရောက်လာပြီးပေါ့လို့ပြောခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့သူမနိုးလာတဲ့အခါဘေးမှာထိုလူရှိနေတာကိုတွေ့လိုက်ရပါတယ်သူမရဲ့တန်တရားကိုအတီးပြုတ်ဖို့အတွက်ထိုလူရဲ့မျက်နှာပုံးကိုခွာဖို့သူမစူးစမ်းလိုက်တဲ့အခါမှာတော့မင်းကလေးကသူမရဲ့ခင်ပွန်းအသက်ဟာအရင်ကအပိုင်ဆိုးလို့နဲ့ရီစားဟောင်းနဲ့တတိယရိုက်တူနေတယ်လို့တန်တရားဝင်နေပါတယ်ဒါကြောင့်သူအိတ်ပြော်နေအောင်မျက်နှာဖုံးကိုခွာဖို့စူးစမ်းခဲ့ပြီးမြမထင်မှပဲခင်ပွန်းပြည်သူကနိုးလာတာကြောင့်ရေချိုးခန်းထဲကိုအမြန်ပြေးဝင်ခဲ့ရပါတယ်အဲ့ဒီမှာသူမရဲ့ရီစားဟောင်းကိုပေးခဲ့ဘူးတဲ့စပင်စည်းခွင်းလေးကိုတွေ့လိုက်ရပြန်ပါတယ်သူမကခင်ပွန်းပြည်သူကိုရှင်ဘသူလဲလို့ထပ်မံစစ်မေးပေမဲ့သူကတော့ဒါဟာတခြားတစ်ယောက်စီကရတဲ့လက်ဆောင်လို့ပဲညှင်းဆိုခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူမရဲ့ဖခင်စီကဖုံးလာပါတယ်မိခင်ဖြစ်သူရဲ့အသုံးဆောင်တွေကိုပြန်ပေးမယ်လို့ပြောလာပါဒါပေမဲ့ဒါဟာသူမအဖေရဲ့ရုံးမတဲ့အကြံစီ scheme တစ်ခုဆိုတာသူမသိခဲ့ပါဘူးအိမ်ပြန်လာမှမိန်းကလေးဟာအန်ဒီယန်နဲ့ထပ်မံကြုံတွေ့ရပြန်ပါတယ်ကံကောင်းထောင်မစွာနဲ့ပဲခင်ပွန်းဖြစ်သူကအချိန်မီရောက်လာပြီးကဲတင်ခဲ့ပါတယ်လွန်ခဲ့တဲ့6နှစ်ကလည်းဒီနေရာမှာပဲရီစားဟောင်းကသူမကိုကင်ခဲ့တာကိုသူမသတိရသွားပါတယ်အဲ့ဒီလိုကဲတင်ဖို့ကြိုးစားရင်ခင်ပွန်းဖြစ်သူရဲ့မျက်နှာဖုံးဟာကျွတ်ထွက်သွားပါတယ်သူမျက်နှာကိုမြင်လိုက်တဲ့အခါမိန်းကလေးဟာကြောက်လန့်တကြားနဲ့သူမရဲ့ရီစားဟောင်းနာမည်ကိုအော်ဟစ်လိုက်မိပါတယ်ဒါပေမဲ့ခင်ပွန်းဖြစ်သူကမသိတယ်လို့နဲ့မျက်နှာဖုံးကိုပြန်ဆက်လိုက်ပါတယ်အိမ်ရောက်တဲ့အခါသူမကဖခင်ဖြစ်သူကိုဘာလို့ကျမကိုနာကျင်အောင်လုပ်ရတယ်လဲလို့မိခွန်းထုတ်တဲ့အခါမှာတော့သူမအဖေကနေငါသမီးအရင်ပေါမဟုတ်တာလို့ရဲရဲဆက်ဆက်ပြန်ပြောခဲ့ပါတယ်မိခင်ဖြစ်သူရဲ့ပစ္စည်းတွေကိုပြန်ယူပြီးတဲ့နောက်မှာတော့ခင်ပွန်းဖြစ်သူကသူမအဖေကိုကောင်းကောင်းကြီးပညာပေးခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့မင်းကလေးကခင်ပွန်းဖြစ်သူကိုဟန်ဆောင်နေတာတွေကိုရက်လိုက်ပါတော့လို့ပြောပါတယ်ဒါပေမဲ့သူကတော့မင်းရဲ့ရီစားဟောင်းကလွန်ခဲ့တဲ့6နှစ်ကတည်းကတည်သွားပြီလို့တုံ့ပြန်ခဲ့ပါတယ်မင်းကလေးကမယုံကြည်တဲ့အခါမှာတော့ခင်ပွန်းဖြစ်သူကသူ့မကိုထိုလူရဲ့ရုပ်အလောင်းရှိတာစီကိုခေါ်သွားပါတော့တယ်ဇလန်းကတကယ်ကိုဝမ်းနည်းစရာကောင်းတဲ့အလှည့်အပြောင်းဆက်တွစ်ဘက်ကိုရောက်သွားပါပြီအထင်လွဲမှုတွေနဲ့နောင်တတွေရောပြနေရဲ့မင်းကလေးဟာသူမရဲ့ရီစားဟောင်းကွဲလွန်သွားပြီဆိုတာကိုမယုံနိုင်ပဲငိုကြွေးနေခဲ့ပါတယ်သူမငိုနေတာကိုမြင်တော့ကင်မွန်ဖီသူကမင်းသူ့ကိုအမုန်းဆုံးမဟုတ်ဘူးလားအခုဆိုမင်းပြောနေတင်တာပေါ့လို့ပြောလိုက်ပါတယ်မင်းကလေးကတော့ကျမတခါမှအဲ့လိုမတွေးခဲ့ဘူးလို့ပြန်ဖြေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကင်မွန်ဖီသူကအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်လွန်ခဲ့တဲ့6နှစ်ကမင်းကလေးထွက်ပြေးသွားချိန်မှာထိုလူဟာသူမကိုရန်ပြမဲ့သူတွေကိုတားဆီးပေးရင်းလက်ရအပြင်းအထန်ညခဲ့တာပါသူဟာသူမကိုဖုံးဆက်ပြီးတစ်ချက်လောက်ပဲဖြစ်ဖြစ်နောက်ပြန်လှည့်ကြည့်ဖို့မျှော်လင့်ခဲ့ပြီးမြမင်းကလေးကတော့ရှင်ကျမကိုလွတ်ပေးမယ်လို့ကတိပေးထားတယ်လေကျမဘတော့မှနောက်ပြန်လှည့်ကြည့်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါထိုလူဟာအလွန်အမင်းစိတ်ပြတ်အားငယ်သွားခဲ့ပါတယ်ကင်မွန်တီသူကဆက်ပြောပြတာကတော့ငါတို့သူ့ကိုတွေ့ရဲ့အချိန်မှာသူကမင်းရဲ့စပင်စည်းကွင်းကလေးကိုလက်ထဲမှာစုပ်ကင်ထားတော့မဲ့ဒါရီအားလုံးကမင်းကြောင့်ဖေရတာတဲ့မင်းကလေးဟာအယံကိုပြီးကတိလက်သွားခဲ့ပါတယ်သူမပြန်လို့လာတဲ့အခါမှာတော့ကင်မွန်တီသူကိုရီစားဟောင်းလို့အမိုင်းမင်းထင်မှတ်ပြီးအဲ့ဒီတုန်းကကျမတကယ်ကိုနောက်ပြန်လှည့်ကြည့်ချင်ခဲ့တာပါဒါပေမဲ့အထေကအမေရဲ့ပစ္စည်းတွေကိုသုံးပြီးကျမကိုထွက်သွားဖို့ကြီးမြောက်ခဲ့တယ်ကျမဘဝကအယံမောင်မိုက်နေခဲ့တာရှင်ကပဲကျမရဲ့တအိုးဒီတော့အလင်းရောင်ပါလို့ပြောပြခဲ့ပါတယ်ကင်မွန်တီသူဟာမင်းကလေးအပေါ်အထင်လွဲမှန်းနောက်ဆုံးမှနားလည်သွားပြီးသူမကိုမနှမ်းပဲမနေနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲမင်းကလေးကထပ်ပြီးတတိလက်သွားပြန်ပါတယ်လက်ထောက်ဖြစ်သူကကင်မွန်ဖြစ်သူကိုအမှန်တရားတွေသူဟာရီစားဟောင်းဖြစ်ကြောင်းသူမဟုတ်ဆက်ဆက်မှုရှိကြောင်းကိုဖွင့်ပြောမှလားလို့မေးတဲ့အခါသူကညှင်းဆန်ခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့မှာအသက်ရှင်ဖို့3ရက်ပဲကျန်တော့လို့ပါမင်းကလေးပြန်နိုးလာတဲ့အခါခင်မွန်ဖြစ်သူကစေးတိုက်ပေမဲ့သူမကညှင်းဆန်နေပါတယ်သူမစိတ်ထဲမှာအပြစ်မကင်းသလိုခံစားနေမှန်သူသိတာကြောင့်မင်းရဲ့ရီစားဟောင်းအကြောင်းရေးထားတဲ့ဒိုင်ယာရီငါစီမှာရှိရဲ့အဲ့ဒါကိုလိုချင်ရင်တော့လိမ္မာရမယ်ပြီးတော့မင်းကလေးဟာကွယ်လွန်သူရီစားဟောင်းရဲ့ဒိုင်ယာရီကိုအရင်ရကြနေတာကြောင့်ခင်မွန်ဖီသူခိုင်းသမျှကိုဘာမှမမေးပဲနားခံခဲ့ပါတယ်ခင်မွန်ဖီသူကသူမကိုဒိုင်ယာရီရဲ့ပထမဆုံးစာမျက်နှာကိုပေးဖတ်လိုက်ပါတယ်အဲ့ဒီထဲမှာသူမအကြောင်းတွေကြီးပဲရေးထားတာမှာသူမရဲ့ရီစားဟောင်းကသူမဟာအရန်အားနေလွန်ပြီးစားတောက်မှုပုံစံမမှန်တဲ့ဝေဒနာခံစားနေရတယ်လို့တွေးပူခဲ့ပူပါတယ်ဒီနေ့မှာတော့အတန်းဖော်2ယောက်ကမင်းကလေးရဲ့အစားအစာတွေကိုကြွတ်တကောင်ထည့်ထားပြီးနောက်ပြောင်းခဲ့ကြပါတယ်မင်းကလေးကစားမိတဲ့အခါအရန်လန့်သွားခဲ့ပြီးဒါကိုမြင်လို့ရီစားဖြစ်သူကဒေါသတကြီးနဲ့ထိုးသူတွေကိုထိုးချစ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့မင်းကလေးဟာသူမရဲ့ရီစားကိုအရန်ကြောက်စရာကောင်းတယ်လို့ထင်ခဲ့ပြီးနောက်ဆုံးမှာတော့သူအနာကနေဝေးရာကိုထွက်ခွာဖို့တွေးချခဲ့တာပါအခုတော့မင်းကလေးဟာနောင်တလီရပေမဲ့ဒိုင်ယာရီကမပြည့်စုံသေးပါဘူးသူမရဲ့ရီစားဟောင်းဘလို့စန္ဒရှိခဲ့တယ်လဲဆိုတာသိချင်တာကြောင့်သူမဟာကီမွန်ဖီတူကိုနောက်ထပ်စာမျက်နှာတစ်ခုပေးဖို့တောင်းပန်ခဲ့ပါတယ်ကီမွန်ဖီတူကအစေခံကိုခောက်ဆွဲတစ်ပွဲယူလာခိုင်းပြီးမင်းအစာမစားတာ2ရက်ရှိပြီဒါကိုကုန်အောင်စားပြီးရင်နောက်စာမျက်နှာတစ်ခုပေးမယ်လို့ပြောပါတယ်မင်းကလေးကချက်ချင်းပဲခောက်ဆွဲကိုစားလိုက်ပါတယ်ကီမွန်ဖီတူကဒိုင်ယာရီရဲ့နောက်ထပ်စာမျက်နှာတစ်ခုကိုစုပ်ပြီးပေးလိုက်တဲ့အခါအဲ့ဒီထဲမှာငါရဲ့စန္ဒကတော့ငါကောင်မလေးအစားအသောက်တွေကိုပျော်ပျော်ရွှင်ရွှင်စားနိုင်ဖို့ပဲလို့ရေးထားပါတယ်မင်းကလေးဟာခောက်ဆွဲတွေကိုကုန်အောင်စားရင်ငိုကြွေးနေခဲ့ပြီးဒါကိုမြင်ရတဲ့ကီမွန်ဖီတူကတော့စိတ်သက်သာရသွားပါတယ်နောက်ကနေ့မှာတော့မင်းကလေးဟာလက်ဝဲရတနာကုမ္ပဏီတစ်ခုစီကဖုန်းလက်ခံရရှိပါတယ်သူမရဲ့ဒီဇိုင်းလက်ရာဟာပြိုင်ပွဲမှာစုရွေးချက်ခံရဖို့အဆင့်နဲ့ပါဝင်သွားတာပါသူမအနေနဲ့လူတွေစစ်ဆေးဖို့ကုမ္ပဏီ
ကိုတွားရပါမယ်ဒါပေမဲ့သူမရဲ့ခင်မွန်းကခရီးမသွားခင်မှာငါပြန်မလာမချင်းအိမ်ကနေအကင်မထွက်နဲ့ထွက်ရင် diary မပေးဘူးလို့တတိပေးထားခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးဟာခိုးပြီးအကင်ကိုထွက်လာခဲ့ပါတယ်သူမမသိတာကတော့သူမအတွက်ကြံစည်မှုတစ်ခုကစောင့်ကြိုနေတာပဲဖြစ်ပါတယ်မိန်းကလေးဟာလူတွေ့စစ်စစ်ခံဖို့ကုမ္ပဏီကိုတိတ်တဆိတ်သွားခဲ့ပါတယ်ခရီးထွက်နေတဲ့ကမွန်ဖစ်သူကဒါကိုသိသွားတဲ့အခါချက်ချင်းပဲအပြေးအလွားပြန်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးဟာကုမ္ပဏီပိုင်ရှင်တထေးနဲ့တီးတန့်တွေ့ဆုံနေတာပါအဲ့ဒီတထေးကသူမရဲ့ဒီဇိုင်းလက်ရာတွေကိုအရန်သဘောကျနေပြီးတစ်နှစ်ကိုလစာဒေါ်လာ9 သန်းပေးဖို့ကမ်းလှမ်းခဲ့ပါတယ်မိန်းကလေးကတော့အဲ့ဒီတထေးဟာပေါင်းတင်ရလွယ်တဲ့သူတယောက်လို့ထင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကမွန်ဖစ်သူကအခန်းထဲကိုဝုန်းတိုင်းကျဲဝင်လာပြီးမိန်းကလေးကိုအိမ်ပြန်ဖို့အမိန့်ပေးလိုက်ပါတယ်သူကအဲ့ဒီတထေးကိုလည်းငါမိန်းမကိုရံမပြုတ်နဲ့လို့တတိပေးခဲ့ပါတယ်သူတို့ထွက်သွားပြီးတဲ့နောက်မှာတော့အဲ့ဒီတထေးရဲ့မနာဟာကြောက်စရာကောင်းလောက်အောင်ရက်ဆက်တဲ့အရေးအယောင်တွေပေါ်လာပါတော့တယ်အဲ့ရောက်တဲ့အခါကမွန်တစ်သူကမိန်းကလေးကိုဒေါသတကြီးစုပူပါတယ်ဘာလို့အဲ့ဒီလူကုမ္ပဏီမှာအင်တာဗျူးသွားစီရတာလဲလို့မေးတဲ့အခါမိန်းကလေးကကျမအိမ်မက်တော့ကိုလိုက်ချင်ယုံတယ်မှာအများအားအိမ်ထဲမှာပဲအောင်းမနေချင်ဘူးလို့ပြန်ဖြေခဲ့ပါတယ်သူမကိုအပြစ်ပေးတဲ့အနေနဲ့ကမွန်တစ်သူက diary ကိုမိရှုလိုက်ပါတယ်မင်းကလေးဝမ်းနေနေတာကိုမြင်တော့ကမွန်တစ်သူကငါမင်းကိုအဲ့ဒီလူနဲ့မတွေ့ခိုင်းတာကသူကမင်းကိုနာကျင်အောင်လုပ်ချင်နေလို့ပဲမင်းရဲ့ရေးစားဟောင်းတည်ဆုံးမှုကလည်းအဲ့ဒီလူနဲ့ပတ်သက်နေတယ်လို့ရှင်းပြပါတယ်မင်းကလေးကတော့အဲ့ဒီလူကိုလုံးဝမသိတာကြောင့်ဇဝေးဇဝါဖြစ်သွားပါတယ်အဲ့ဒီနောက်သူမဟာရေးစားဟောင်းရဲ့ရုပ်ကလောင်းသားမှာရက်ပြီးငိုကြွေးရင်ရှင်မရှိတဲ့အချိန်မှာလူတိုင်းကကျမကိုနှိပ်စက်ကြတယ်လို့ပြောခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့ကမွန်ဖြစ်သူကသူမအတွက်အရန်ကိုစိတ်မကောင်းဖြစ်သွားပါတယ်နောက်တစ်နေ့မှာတော့သူကလက်ဝဲရတနာစတူဒီယိုတစ်ခုကိုဝယ်ပေးပြီးမင်းရဲ့အိမ်မက်ကိုငါမတားဆီးတင်ခဲ့ဘူးဒီနေရာကအခုကစပြီးမင်းပိုင်ပြီလို့တောင်းပန်ခဲ့ပါတယ်မင်းကလေးကတော့အံ့ဩဝမ်းသာဖြစ်သွားပါတယ်အဲ့ဒီနောက်မှာတော့ကမွန်ဖြစ်သူကသူမကိုမိဘတွေနဲ့ပေးတွေ့ဖို့ခေါ်သွားပေးပေမဲ့သူမိဘတွေကတော့သူမအပေါ်လုံးဝဖော်ဖော်ရွေးမရှိကြပါဘူးဇလန်ကတကယ့်ကိုအမြင့်ဆုံးအချိန်ကိုရောက်သွားပါပြီလှုပ်ဝက်ချက်တွေအားလုံးပေါ်ထွက်လာပြီးအသက်အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အထိဖြစ်လာပါတယ်မင်းကလေးဟာခင်ပွားဖြစ်သူရဲ့မိဘတွေနဲ့ပထမဆုံးအချိန်တွေ့ဆုံခဲ့ပေနဲ့ရောက်ကမဖြစ်သူကသူမကိုအထင်သေးုံနဲ့မကဘဲအစီကံဝတ်ဆုံးကိုတောင်အတင်းဝတ်ခိုင်းခဲ့ပါတယ်တစ်ဖက်မှာလည်းရောက်ကမကြီးကတားဖြစ်သူကိုစာကြည့်လိုက်ကလေးတီးတန့်ခေါ်ပြီးမင်းကလေးကိုကွာရှင်းဖို့အမိန့်ပေးပါတယ်ထိုလူကဒီမင်းကလေးကိုကာကွယ်ဖို့တာမဟုတ်ရင်ကျွန်တော်ခမရဲ့တားအဖြစ်ဘယ်တော့မှနေမှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်အဖေဖြစ်သူကဒေါသတကြီးနဲ့မင်းမအသက်ရှင်ဖို့တနေ့ပဲကြံတော်လားလေအဲ့ဒီမင်းကလေးအတွက်မင်းတခါတေးပေးခဲ့ပြီးမဟုတ်လားအခုထိမလုံလောက်သေးဘူးလားလို့မေးပါတယ်သူကတော့သူမဟာကျွန်တော်အချစ်ဆုံးလူပဲအခုဒီမိသားစုကိုကျွန်တော်ပဲထိန်းချုပ်ထားတာခမမှာကျွန်တော်ကိုအမိန့်ပေးပိုင်ခွင့်မရှိဘူးလို့ပြက်ပြက်သားသားတုံ့ပြန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာမင်းကလေးဟာရောက်ခမအတွက်ဝိုင်းငှဲ့ပေးနေရတာကိုထိုလူမြင်သွားတဲ့အခါဝိုင်းပလင်းကိုချက်ချင်းရိုက်ခွဲလိုက်ပြီးသူမကိုခေါ်ထုတ်သွားပါတယ်ဒါပေမဲ့လာမှာကား accident ဖြစ်ခဲ့ရပါတယ်ဒါဟာရောက်ခမဖြစ်သူရဲ့လက်ချက်ပါတကယ်တော့ထိုလူဟာသူမရဲ့တားအရင်မဟုတ်ပဲခင်ပွန်းဖြစ်သူရဲ့တရားမဝင်ရရှိထားတဲ့တားဖြစ်နေလို့ပါရောက်ခမဖြစ်သူဟာမင်းကလေးရဲ့တထင်းနဲ့ပူပေါင်းပြီးသူတို့နှစ်ဦးကိုအေးခန်းထဲမှာပိုက်လောင်ထားလိုက်ပါတယ်မင်းကလေးရဲ့ကိုယ်အပူချင်းကျဆင်းလာတာကိုမြင်တော့ထိုလူဟာသူ့ရဲ့အဝတ်အစားတွေကိုချွတ်ပြီးသူမကိုနှွေးထွေးအောင်လုပ်ပေးခဲ့ပါတယ်သူမကရေငတ်တယ်လို့ပြောတဲ့အခါသူဟာသူ့ရဲ့လက်ခွားကိုဓာတ်နဲ့လှီးပြီးသူ့ရဲ့သွေးတွေကိုသူမကိုတိုက်ကျွေးခဲ့ပါတယ်ဒီလောက်အနက်ဆုံးနဲ့အချစ်ကိုမြင်ရတဲ့အခါတထေးဖြစ်သူဟာအန်အိုတုံလုပ်သားပြီးသူတို့ကိုလွတ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်လက်ထောက်ဖြစ်သူကသူတို့ကိုဆေးရုံကိုအမြန်ပို့ဆောင်ပေးခဲ့ပါတယ်ရောက်ခမဖြစ်သူကဘာလို့ငါ့ကိုသစ္စာဖောက်ရတာလဲလို့မေးတဲ့အခါတထေးကဒီမင်းကလေးဟာကျွန်တော်အလေးထားဆုံးလူမို့လို့ပဲလို့ပြန်ဖြေခဲ့ပါတယ်မင်းကလေးဟာတန်ရာကနေပြန်နိုးလာတဲ့အခါသူမရဲ့ခင်ပွန်းကသူမအတွက်သွေးလူခဲ့တာကိုတတိယသွားပါတယ်ဒါကြောင့်သူနာပြူကိုသူမခင်ပွန်းပြန်မလဲလို့အလောတကြီးမေးလိုက်ပါတယ်အဲ့ဒီအချိန်မှာခင်ပွန်းဖက်သူရဲ့အဖေကရောက်လာပြီးဒါရီအားလုံးဟာမင်းကလေးရဲ့အဖြစ်လို့ပဲပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမင်းကလေးဟာခင်ပွန်းဖက်သူရဲ့ဆေးမှတ်တမ်းကိုမြင်သွားပါတယ်သူမရဲ့ခင်ပွန်းနာမည်ဟာကွယ်လွန်သွားပြီလို့ထင်ထားတဲ့သူမရဲ့ရီးစားဟောင်းနာမည်နဲ့တတရားနဲ့သူနေတာကိုတတိပြုမိသွားပါတယ်အဖေသစ်သူကသူမကိုအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်လွန်ခဲ့တဲ့6နှစ်ကတည်းကသူ့သားဟာတစ်နှစ်ပဲအသက်ရှင်ရတော့မယ်လို့သိခဲ့ရတာဖြစ်ပြီးအခုဆိုရင်တော့သူရှင်ဖို့တစ်လပဲကျန်ပါတော့တယ်မင်းကလေးကတကယ်တော့ကျမခင်ပွန်းကဘသူလဲလို့မေးတဲ့အခါအဖေဖြစ်သူကအမှန်တရားကိုရှင်းပြပါတယ်လွန်ခဲ့တဲ့6နှစ်ကတထေးကြီးရဲ့တားရင်ဟာဖျားနာပြီးကွယ်လွန်သွားခဲ့ပါတယ်ဒါပေမဲ့အခုလူနဲ့တထေးကြီးရဲ့တားဟာရုပ်ချင်းအရန်တူတာကြောင့်တရားမဝင်ရထားတဲ့တားကိုမိသားစုအမွေကိုစက္ကန့်ခွင့်ပေးခဲ့ပြီးအလဲအလွယ်အနေနဲ့ထိုလူကမိသားစုရဲ့အာဏာကိုတုံးပြီးမင်းကလေးကိုကာကွယ်ပေးရမယ်လို့ကတိတောင်းခဲ့တာပါအဲ့ဒီတော့မှမင်းကလေးဟာသူမရဲ့ခင်ပွန်းဟာသူမအမြဲတမ်းတက်နေရတဲ့ရီးစားဟောင်းအစ်စ်အမှန်ထင်မှန်သိသွားပါတော့တယ်သူမဟာအိမ်ကိုအတီးအလွှားပြန်သွားချိန်မှာတော့ခင်ပွန်းတီတူကသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုမင်းကလေးအမိပေါက်ပြောင်းပေးဖို့ဖုံးဆက်စီစဉ်နေတာကိုကြားလိုက်ရပါတယ်မင်းကလေးဟာခင်ပွန်းဖြစ်သူကိုပြေးဖက်လိုက်ပါတော့တယ်နောက်တနေ့မှာတော့သူမဟာရောခမစီကိုသွားပြီးသူ့ကိုဘလို့ကဲတင်ရမလဲလို့မေးပါတယ်အဖေဖြစ်သူကမင်းရဲ့တထေးစီမှာသူ့ကိုကဲနိုင်တဲ့ဆေးရှိတယ်ဒါပေမဲ့သူကအလဲလွယ်အနေနဲ့မင်းရဲ့အသက်ကိုလိုချင်နေတာလို့ပြောပါတယ်ဒါကိုကြားချင်းပဲမင်းကလေးဟာသူမရဲ့တထေးစီကိုသွားတွေ့ပြီးအဲ့ဒီဆေးရဲ့အတွက်ဆိုရင်ကျမရဲ့အသက်အပါအဝင်ဘာကိုမဆိုလဲလွယ်ပေးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့တထေးဖြစ်သူကသူမကိုညင်ညင်တသားလေးပြန်ပြောလိုက်တာကတော့ငါမင်းရဲ့အသက်ကိုမလိုချင်ပါဘူးမင်းကလေးဟာခင်မွန်ဖြစ်သူရဲ့အသက်နဲ့သူမရဲ့အသက်ကိုလေးလွယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဆေးရဖို့အတွက်တတိစီကိုတွားခဲ့ပြီးမြဲတတိကသူမကိုပန်းချီစတူဒီယိုတစ်ခုစီခေါ်သွားခဲ့ပါတယ်သူကပန်းချီကားချက်ပေါ်ကအဝတ်ကိုဖယ်လိုက်တဲ့အခါပန်းချီကားထဲကအမျိုးသမီးဟာသူမနဲ့တပုံဆိုင်နဲ့တူနေတာကြောင့်မင်းကလေးအံ့ဩသွားခဲ့ပါတယ်တတိကငါတို့၃ယောက်စလုံးတူတူရှိနေတဲ့ပန်းချီကားတစ်ချက်ကိုမင်းဆွဲပြနိုင်မလားလို့မေးတဲ့အခါသူမဇဝီဇဝါဖြစ်သွားပါတယ်အဲ့ဒီနောက်မှာတော့တတိကပုံပြင်တပုတ်ပြောပြပါတယ်ရှေးရောက်မိသားစုတစ်ခုဟာကျိန်းစားတင်နေပြီးမွေးဖွားလာတဲ့ယောက်ျားလေးတိုင်းဟာထူးဆန်းတဲ့ယောဂတစ်ခုခံစားရလိမ့်ရှိပါတယ်အဲ့ဒီယောဂကိုကုသဖို့အတွက်မောင်နှမအရင်ချရဲ့သွေးကိုစတေးမှသာယောက်ျားလေးတွေဟာမျိုးဆက်ပြန့်ပွားဖို့
ဖို့အတွက်အသက်ရှင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မိန်းကလေးငယ်များစွာဟာသူတို့ရဲ့မောင်နှမတွေအတွက်စတိခံနေကြရပါတယ်။လွန်ခဲ့တဲ့25နှစ်ကတော့တတိရှိတဲ့မိခင်တူဟာသူမရဲ့တားတီသူကိုထားရခဲ့ပြီးဝမ်းထဲကသမီးလေးကိုကာကွယ်ဖို့အတွက်ထွက်ပြေးလွန်မြောက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခင်မွန်းတီသူကအခန်းထဲကိုဝုန်းတိုင်းကျဝင်လာပြီးမင်းတို့မိသားစုမှာအချစ်ဆိုတာမရှိဘူးငါမိမကိုလွတ်ပေးလိုက်လို့အော်ဟစ်ဆူပူပါတယ်။ပဋိပက္ခတွေဖြစ်တော်မယ်ဆဲဆဲမှာမိန်းကလေးကပန်းကြီးကားကိုကိုင်ပြီးသူတို့စီရှောင်လာခဲ့ပါတယ်။တတိကအရန်ကျင်းနဲ့သွားပြီးသူမကိုစီးပေးလိုက်ပါတယ်။မိန်းကလေးထွက်သွားပြီးတဲ့နောက်မှာတော့တတိဟာကျမ်းမင်ပေါ်လေးကျသွားပြီးအမေကျွန်တော်ရဲ့တာဝန်ပြီးဆုံးပါပြီ။ညီမလေးကတော့ပျော်ရွှင်စွာနေထိုင်သွားတော့မှာပါလို့ပြောခဲ့ပါတယ်။အိမ်မြန်ရောက်တဲ့အခါမိန်းကလေးဟာတတိစီကစာကိုဖတ်လိုက်ရပါတယ်။တကယ်တော့သူတတိဟာသူမရဲ့အကိုအရင်ဖြစ်နေပါလား။သူကသူမကိုဘယ်တော့မှနာကျင်အောင်လုပ်ဖို့ရည်ရွယ်တာမဟုတ်ပါဘူး။ခင်မွန်းဖစ်သူကသူမကိုတကယ်ချစ်မချစ်စမ်းသပ်ခြင်းယူတာဖြစ်ပါတယ်။သူနဲ့သူအမေဟာဘယ်တော့မှအချစ်ကိုမရရှိခဲ့တာကြောင့်မိန်းကလေးကိုတော့ပျော်ရွှင်မှုတွေသိရှိစေခြင်းခဲ့တာပါ။ခင်မွန်းဖစ်သူကသူမကိုဖတ်ပြီးသူတို့ဓာတ်ဒီအားလုံးကိုမင်းအတွက်လုပ်ခဲ့တာပဲ။သူတို့ကိုစိတ်မပြတ်စေနဲ့နော်လို့နှစ်သိမ့်ပေးခဲ့ပါတယ်။၃လအကြာမှာတော့မိန်းကလေးဟာအကိုဖြစ်သူချန်ထားခဲ့တဲ့အမွေအနှစ်တွေကိုတုံးပြီးမိန်းကလေးငယ်တွေကိုကူညီဖို့ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ခဲ့ပါတယ်။အဲဒီနေ့မှာပဲခင်မွန်းဖစ်သူကသူမကိုတရားဝင်လက်ထပ်ခွင့်တောင်းခဲ့ပြီးအမြဲတမ်းကာကွယ်ပေးပါမယ်လို့ကတိပေးခဲ့ပါတယ်။မိန်းကလေးကလည်းပျော်ရွှင်စွာနဲ့ဒီကမ္ဘာပေါ်မှာနှစ်ပြားနေတကယ်ရှိတယ်ဆိုတာကိုရှင်ကကျမကိုယုံကြည်စေခဲ့တာပဲလို့ပြန်ပြောခဲ့ပါတယ်